င်္ဂလာပါဒီနေ့မှလည်း native body မှာအသုံးပြုလို့ရအောင် speaking pattern လေးတွေကိုထပ်ပြီးတော့ပြောပြပေးပါမယ် Let's get started. Number 1 I'm calling to ဒီကတော့တခုခုကိုပြောဖို့လို့အတွက်ဖုန်းဆက်တဲ့အခါမှာသုံးပါတယ်ဥပမာ I'm calling to make an appointment ချိန်ဆဖို့အတွက်ဖုန်းဆက်တာပါ Number 2 I'm busy plus present participle တခုခုလုပ်ရင်အလုပ်ရှုပ်နေတယ်လို့ပြောချင်တဲ့အခါမျိုးမှာသုံးပါတယ်ဥပမာ I'm busy preparing for my next class ငါရဲ့နောက်တဲ့အတန်းအသစ်တစ်ခုအတွက်ပြင်ဆင်ရင်အလုပ်ရှုပ်နေပါတယ် Number 3 I'm decided to တခုခုလုပ်ဖို့ဆုံးဖြတ်ပြီးပြီလို့ပြောချင်တဲ့အခါမျိုးမှာသုံးပါတယ်ဥပမာ I've decided to focus on my personal branding ငါရဲ့ personal branding ကိုအာရုံစိုက်မယ်လို့ငါဆုံးဖြတ်ထားပါတယ် Number 4 I'm dying to တခုခုအရန်သိချင်တာတခုခုအရန်လုပ်ချင်နေတဲ့အခါမျိုးလေးပြီးပြောချင်တဲ့အခါမှာသုံးပါတယ်ဥပမာ I'm dying to see the results ငါရက်လက်တို့အရန်မြင်ချင်တာအဲ့လိုမျိုးပြောတဲ့အခါမှာသုံးပါတယ် Number 9 I feel like present participle တခုခုလုပ်ချင်စိတ်ပေါက်နေတာပြောတာပါဥပမာ I feel like taking a short break ငါခဏလောက်နားယူချင်စိတ်ပေါက်နေတယ်ငါခဏလောက်နားယူချင်ပေါ့နော် Number 6 I used to plus gerund or now တခုခုကိုအရင်ကမလုပ်ခဲ့ဘူးအစ်စ်အခုတော့အဲ့ဒီကိစ္စကကိုယ့်အတွက်ကျင်နာရနေပြီလို့ပြောချင်တဲ့အခါမျိုးမှာသုံးပါတယ်ဥပမာ I used to wake up early to read the book ငါစာအုပ်ဖတ်ဖို့စောစောထားတာအကျင်နာရနေပါပြီ Number 7 I have to get used to တခုခုကိုကျင်နာရအောင်ကြိုးစားရမယ်လို့ပြောချင်တဲ့အခါမျိုးမှာသုံးပါတယ်ဥပမာ I have to get used to speaking in front of many people လူများကြီးရှိမှစကားပြောတတ်အောင်ကျင်သားရဖို့ကြိုးစားရမယ် Number 8 I don't have time to တခုခုလုပ်ဖို့အချိန်မရှိဘူးလို့ပြောတာပါဥပမာ I don't have time to tourist on negative things အဆိုးမြင်တဲ့အရာတွေပေါ်မှာမကောင်းတဲ့အရာတွေပေါ်မှာအချိန်ချုံးဖို့အချိန်မရှိဘူး Number 9 I'm having a hard time တခုခုလုပ်ရတာခက်ခဲနေတယ်လို့ပြောချင်တဲ့အခါမျိုးမှာသုံးပါတယ်ဥပမာ I'm having a hard time balancing work and life အလုံးနဲ့ဘဝကိုမျှတအောင်လုပ်ဖို့ခက်ခဲနေတယ် Number 10 Can I get you တယောက်ယောက်ကိုတခုခုလုပ်ပြီးဖို့ကန့်လန့်တဲ့အခါမျိုးမှာသုံးပါတယ်ဥပမာ Can I get you something to drink တောက်ဖို့တခုခုချိုးပေးရမယ် Number 11 I was wondering if တခုခုကိုယဉ်ကျေးကျေးမြင်မြန်တာသို့မဟုတ်တောင်းဆိုတာပါဥပမာ I was wondering if you could tell me မင်းငါ့ကိုကူညီပေးမလားလို့သိချင်မိပါတယ် Number 12 you should have plus part participle အတိတ်ကတခုခုကိုလုပ်ခဲ့တဲ့နာလို့နောင်တရတယ်လို့ပြောချင်တဲ့အခါသို့မဟုတ်အကြံပေးတယ်လို့ပြောချင်တဲ့အခါမျိုးမှာသုံးပါတယ်ဥပမာ you should have told me earlier you should have told me earlier မင်းငါ့ကိုစောစောပြောခဲ့တဲ့နာမင်းငါ့ကိုစောကြီးပြောခဲ့တဲ့နာ Number 13 is no use for children တခုခုအတွက်လုံးနေတဲ့အဖို့ပဲအသုံးဝင်တော့လို့ပြောချင်တဲ့အခါမျိုးမှာသုံးပါတယ်ဥပမာ is no use worrying about the past အတိတ်အတွက်စိုးရိမ်နေတဲ့အဖို့ပဲ Lastly there is no point တခုခုလုပ်ဖို့အကြောင်းမထူးဘူးအတိတ်ပဲမရှိဘူးအသုံးဝင်ဖို့လို့ပြောချင်တဲ့အခါမျိုးမှာသုံးပါတယ်ဥပမာ there is no point in arguing with them သူတို့နဲ့ညီကုန်နေတဲ့အကြောင်းမထူးဘူးNumber 15 as far as I know ကျွန်မသိတဲ့လောက်တော့လို့ပြောချင်တဲ့အခါမျိုးမှာသုံးပါတယ်ဥပမာ as far as I know the class start tomorrow ကျွန်မသိတဲ့လောက်တော့အတန်းကမနေ့ပြန်စမှာပါ Let's check it's likely that တခုခုလုပ်ဖို့ဖြစ်နိုင်ခြေရှိတယ်လို့ပြောချင်တဲ့အခါမျိုးမှာသုံးပါတယ်ဥပမာ it's likely that it will rain today ဒီနေ့မိုးရွာနိုင်ခြေရှိတယ်Number 2 I'm looking for တခုခုသို့မဟုတ်တယောက်ယောက်ကိုရှာနေတယ်လို့ပြောချင်တဲ့အခါမျိုးမှာသုံးပါတယ်ဥပမာ I'm looking for a new strategy for my business ကျွန်မလုပ်ငန်းအတွက် strategy အသစ်တစ်ခုကိုရှာနေတယ် That's it I promise not to တခုခုမလုပ်တော့ပါဘူးလို့ခရစ်ပေးတဲ့အခါမျိုးမှာသုံးပါတယ်ဥပမာ I promise not to let you down ငါမင်းကိုနောက်ထပ်စိတ်မသက်စေရဘူးလို့ခရစ်ပေးပါတယ်Number 2 I can't have fast performance တခုခုမလုပ်ဖဲမနေနိုင်တော့ဘူးလို့ပြောတာပါဥပမာ I can't thinking about my future goals ကျမရဲ့အနာဂတ်ရည်မှန်းချက်တွေကြောင့်မစင်စားပဲမနေနိုင်ပါဘူး Number 20 what is တခုခုဖြစ်လာရင်ကောဘယ်လိုလုပ်မလဲလို့မြင်ချင်တဲ့အခါမျိုးမှာသုံးပါတယ်ဥပမာ what if we change the plan ငါတို့အစီအစဉ်ပြောင်းလိုက်ရင်ကောဘယ်လိုလဲOkay ဒီနေ့တော့ဒီလောက်ပါပဲဒီလိုမျိုးနေ့စဉ်သုံး speaking pattern လေးတွေကိုလေ့လာခြင်းနဲ့ဆိုလို့ရှိရင်ကျွန်မရဲ့ page ကို like and follow လုပ်ထားလိုက်ပါအားလုံးကိုကျေးဇူးတင်ပါတယ်